နေမှတားဆီးမရတဲ့သေခြင်းတရားဟာမေရနာကိုယုံတရားရောက်မလာသေးခင်ပြောစရာမတရားများကြီးရသလောက်ချမ်းသာခဲ့အောင်ကွာမေတ္တာတရားတွေဝေမျှရဲ့အသက်ရှင်တန်ဖိုးထားလိုက်အောင်ချေရသူတွေကိုရှင်တန်ခွေရတာခဏပဲလေမနာလို့မိုးဒီစိတ်နဲ့မင်းနောက်ကြောကိုလာထုံးတဲ့ခါချစ်ချစ်တရားနဲ့ခွဲလို့လိုက်ပါကွာအခါဒီလောကလိုက်ဖို့များနဲ့ရင်ဆိုင်ရတဲ့ခါခွန်အားရှိသည်များဆက်လို့ခံအောင်ကွာရာရာကိုပြောပြရတဲ့တဲ့ဒီရှိပါကွာကျဲတွေကျွေးနေတယ်ဒိန်တွေလွင်မျောနေတယ်သင်္ခါရသဘောပဲဒီကဘာမြေမှာခွဲဘာတွေကဖို့တယ်လဲဘယ်ရထားရတီနေလဲအိမ်မပြန်ငင်မှာခွဲဘာတွေကိုထားခဲ့မလဲဘာတွေပြန်ယူသွားမယ်နာလိုမောင်လေးစိတ်နဲ့မင်းနောက်ကြောကိုလာထုံးတဲ့ခါချစ်ချင်းတရားနဲ့ခွဲလို့လိုက်ပါကွာတခါတည်းလောကလိုက်ဖို့များနဲ့ရင်ဆိုင်ရတဲ့ခါခွန်အားရှိသမျှဆက်လို့ခံအောင်ကွာအရာရာကိုပြောပြရတဲ့သက်တရှိပါကွာ